ခဲ့ကြတယ်တိုးတောင်တွေကြားညနေတဲ့ခါနာကကြောင်တွေပြောခဲ့ဘူးတဲ့စမစ်ဆိုကြီးပြီးဆိုရင်အိမ်ပြန်ကြမယ်ဆိုတဲ့အိမ်မတွေ့နဲ့မင်းရဲ့စကားတွေဟာငါတို့ခွန်အားတွေပြည့်ပြည့်ခဲ့တယ်ငါတို့သူငယ်ချင်းနှစ်ယောက်ယုံကြည်ချက်ချင်းတူခဲ့ကြတာပါMinsi nalagyan